so long. We've been waiting for this time to begin. We ain't get မင်္ဂလာပါ Wine Elephant နဲ့ YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ခီးသွားနေပါတော့ခီးသွားနေတဲ့အချိန်မှာကျွန်တော်ဘယ်လိုနေထိုင်စားတော့လဲဆိုတာကိုပေါ့နော်ကျွန်တော်ပြချင်တယ်ဒီနေရာကတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာရှိတဲ့ပေါ့နော်ယာမဂတခရိုင်ရဲ့ကျွန်တော်တို့နေရာတစ်ခုရောက်နေတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့အဖွဲ့တွေအယောက်20လောက်ရှိတဲ့အဖွဲ့တွေကကျွန်တော်ခီးသွားကြပါတော့ကျွန်တော်ရဲ့ဒီ client တွေလည်းပါတယ်ဗျာကျွန်တော်ရဲ့မိသားစုတွေလည်းပါကြပါပေါ့နော်အဲ့မှာကျွန်တော်ကဒီနေ့ပြောချင်တာကျွန်တော်တို့ဒီမှာပေါ့နော်ခီးသွားလို့ရှိရင်ကျွန်တော်တို့ဗျာစင်ပြေတဲ့နေရာမှာစားတော့ကြရပါပေါ့နော်ဘယ်လိုလဲဆိုတော့ဟိုတယ်မှာစားရင်လည်းစားတယ်ပြီးရင်ကို့မှာထက်လာတဲ့အထုပ်ပိုးတွေထက်လာတဲ့အစားအသောက်တွေလည်းစားရင်စားတယ်ဗျာကျွန်တော်ဆိုလို့ရှိရင်လည်း protein ထက်လာတယ်ကိုယ့်ရဲ့ supplement တွေပေါ့နော်ထက်လာတယ်အဲ့ဒါတွေကိုကျွန်တော်စားရပါတော့ဒီလိုမျိုးဆိုင်တွေမှာလည်းကျွန်တော်တို့ဒီလိုမျိုးဆိုင်တွေမှာလည်းကျွန်တော်ဝယ်စားရပါတော့ဝယ်စားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဒီစားတော့ရွေးချက်တတ်ဖို့လိုတယ်ဗျဘယ်လိုလဲဆိုတော့ကျွန်တော်တို့ protein fat carbohydrate ပေါ့နော်ဒီစားတော့3မျိုးစားတော့အုပ်စုကိုပြီးွားကျွန်တော်စားမယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်နေရာဝယ်သွားကျွန်တော်တို့ရဲ့ဆင်ပြေမှာဖြစ်ပါတယ်ဗျအဲ့လိုပေါ့နော်ဘယ်လိုလူပဲဖြစ်ဗျာကျွန်တော်တို့မဟုတ်ဘူးပေါ့နော်ဂျင်းထရေနာမှမဟုတ်ဘူးဂျင်းစောတဲ့လူတွေရောပြီးလို့ရှိရင်တချို့ပေါ့နော်အများပြည်သူအကုန်လုံးပေါ့နော်ဒီလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အရန်ဝါရီများကြမယ်တော့ငါခီးသွားလိုက်လို့စားတော့လိုက်လို့အရန်ကြီးဟိုပါပေါ့နော်ကျွန်တော်တို့ဒီခန္ဓာကိုယ်အရန်ဝါပေါ့နော် weight တွေတက်လာတယ်ဆိုတာမျိုးကတကယ်တော့ဒါကဂျင်းတွေပေါ့နော်တေချာလေးလိုက်လို့မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့လိုမျိုးဒီ lifestyle ကိုတေချာလေး give site နေတဲ့လူတွေဆိုလို့ရှိရင်တော့သိမှာပါဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကဒီလိုမျိုးဘယ်လိုစားတော့ရမလဲဆိုတာမျိုးပေါ့နော်ကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ပေါ့နော်ဒီတခြားဂျင်းနဲ့ပတ်သက်တဲ့ဟာတွေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်က sharing လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တာပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးဆိုင်တွေမှာဝယ်စားလို့ရှိရင်တေချာလေးကြည့်ဖို့တော့လိုပါတယ်ဗျ